မင်္ဂလာပါခုပြောပြမယ့်အကြောင်းအရာကတော့ဗီဇပေါ့နော်ဗီဇဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ်အဲ့တော့ဗီဇဆိုတဲ့အတိုင်းပဲမိမိရဲ့သမီးသားဆောင်တွေဆိုရင်မိမိရဲ့ချစ်သူကောင်းလေးပေါ့နော်မိမိရဲ့ချစ်သူကောင်းလေးကမျက်နှာများတယ်မိမိတယောက်တည်းနဲ့မတင့်တယ်ဘူးပေါ့နော်မိမိတယောက်တည်းနဲ့မတင့်တယ်ဘူးခွင့်ရရရတယ်လို့မျိုးနောက်တစ်ယောက်နဲ့ဖောက်ပြန်တာပေါ့နော်နောက်တစ်ယောက်နဲ့ဖောက်ပြန်တယ်တယောက်ပြီးတယောက်ရှောက်ပြီးတော့ရီးသားထားတယ်တောင်တယောက်မြောက်တယောက်ပဲเนาะအရှိတယောက်နောက်တယောက်တောင်တယောက်မြောက်တယောက်เนาะမိမိကလည်းဘယ်ထဲမှာပါတယ်တော့မသိဘူးပေါ့เนาะဒါပေမဲ့သူ့ကိုမိမိကစွန့်လွတ်နိုင်ဘူးမစွန့်လွတ်နိုင်တဲ့ခါကျတော့သူပြောင်းလဲလာမလားဆိုပြီးတော့စောင့်ကြည့်နေတဲ့ရက်တွေသာကြာသွားတာပေါ့เนาะသူ့ဘက်ကပြောင်းလဲမှုကရှိမလားဘာလို့လဲဆိုတော့သူ့ရဲ့ဗီဇာကြီးကဒီလိုမျိုးပဲစိတ်ပျော်ရှာတာပေါ့နော်စိတ်ပျော်ရှာတယ်တယောက်ပြီးတယောက်သူထားမယ်သူအစဉ်ပြေတွဲမယ်အစဉ်မပြေမတွဲဘူးဒါမျိုးတွေပေါ့မိမိကကြမယ်တော့သူကကြောင့်မိမိကိုပြတ်သားနိုင်ပြီမဲ့လို့မိမိကကြောင့်သူ့မပြတ်သားနိုင်ဘူးပေါ့နော်ဒါကြောင့်မို့လို့ပြောင်းလဲမလားဆိုပြီးထိုင်ဆောင်နေမယ်တူတော့သူ့ရဲ့ဗီဇာကပြောင်းလဲမလာဘူးပေါ့နော်အိမ်တော်တွေဆိုရင်လည်းဒီလိုပဲမိမိရဲ့မျိုးသားကစီးပွားရှာကောင်းနေပဲဖြစ်ဖြစ်เนาะငွေရွှင်တာပဲဖြစ်ဖြစ်ပေါ့ပွဲသားဆိုရင်လည်းပွဲသားပေါ့เนาะပတ်စံလေးများရလာပြီဆိုရင်ပစ္စည်းလေးများရောင်းအားလို့ပတ်စံလေးများလက်ထဲမှာအထုံးနဲ့ထန်နဲ့ပိုက်မိပြီဆိုရင်အိမ်ပြန်ချိန်နောက်ကြတယ်တချို့ဆိုရင်အိမ်ပြန်မလာရှိရเนาะအိမ်ပြန်မလာပဲနဲ့အပြင်မှာပဲတညအချိန်ကုန်သွားတဲ့သူတွေရှိတယ်အဲ့တော့မောင်လုံးမောင်စားတွေကများတာပေါ့เนาะမောင်လုံးမောင်စားဆိုတော့မောင်ကိုယ်တိုင်ရှာတယ်ရှာတဲ့ပတ်စံမောင်ကိုယ်တိုင်သုံးလိုက်တယ်အဲ့တော့မောင်လုံးမောင်စားဖြစ်နေတာပေါ့နော်ဖောက်ရမှုတန်ရဲ့မိမိကကြားတယ်မိမိရဲ့တန်ဖောက်ရမှုတန်နဲ့မိမိကြားပေမဲ့လည်းသူပြောင်းလဲလာမလားဆိုပြီးထိုင်ပြီးတော့စောင့်နေရတာအလကားပဲเนาะသူ့ရဲ့ဗီဇကိုကသူတို့ရဲ့ဗီဇကိုကပြင်လို့မရတာเนาะဗီဇကိုပြင်လို့မရဘူးဒါမိမိရဲ့အမျိုးသားပဲဖြစ်ဖြစ်မိမိရဲ့အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့เนาะသူတို့ရဲ့ဗီဇတွေကပြင်လာမလားဆိုပြီးတော့တရပြီးတရထိုင်ဆောင်နေရတာရက်တွေသာကြာသွားတယ်ဗီဇဆိုတဲ့အတိုင်းပဲဗီဇကဘလို့မှပြင်ပေးလို့မရတာပေါ့နော်ဒီလမ်းမကောင်းဒါမလုပ်ပါနဲ့ဘလို့ပဲပြောသူတို့ဗီဇကပြင်ပေးလို့လုံးဝမရတာပေါ့နော်အဲ့လိုမျိုးပြင်ပေးလို့မရတဲ့ခါကျတော့မမိရပဲခေါင်းထက်ကမျက်ရည်ဖြစ်သွားတာပေါ့နော်ခေါင်းအင်းတစ်ခုလုံးကမျက်ရည်တွေဆိုရွှဲသွားတယ်မျက်ရည်ကခမ်းသွားမယ်သူတို့ရဲ့ဗီဇကပြင်မလာဘူးပေါ့နော်ဒါကြောင့်မလို့စိတ်ဒုက္ခရောက်ရတယ်မိသားစုပြိုကွဲသွားကြတဲ့သူတွေအများကြီးရှိတယ်မပြိုကွဲသေးပဲနဲ့မနေ့နေ့ညနေ့စဉ်နဲ့များငိုကြွေးနေရတဲ့အမျိုးသမီးမျိုးသားပေါင်းတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ဗီဇတစ်ခုကိုပြုပြင်လာမလားထိုင်ဆောင်ရင်းနဲ့အချိန်တွေကုန်သွားခဲ့တယ်ဟိုဘေးနဲ့ဆရာကောင်းတို့ဒီဆရာကောင်းတို့ဟိုဆရာမကောင်းတို့နဲ့လိုက်ပြီးတော့သူ့ရဲ့ဗီဇတွေပြင်ဖို့အတွက်လိုက်ပြီးတော့မေးရမြန်ရလောက်ရကန်ရပေမဲ့လို့သူ့ရဲ့ဗီဇကလုံးဝကိုပြင်မလာဘူးပေါ့နော်ပြင်မလာတဲ့ခါကျတော့စိတ်သက်လုံးကျပါတယ်လူတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ပြောချင်တာကတော့ကျွန်တော်ကိုယ်တိုင်လည်းလက်ခံပါတယ်เนาะဘာလို့လက်ခံလဲဆိုတော့ဗီဇကမွေးရပါဗီဇကလုံးဝကိုပြင်မှာမဟုတ်ပါဘူးဒါပေမဲ့တခုတော့အာမခံချက်ပေးချင်တာကဗီဇကိုပြင်လို့မရတဲ့သူကိုဗီဇကိုပြောင်းလဲပေးလို့ရပါတယ်เนาะဗီဇကိုပြောင်းလဲပေးလို့ရတယ်ကြားဘူးမှာပေါ့ကိုယ့်ရဲ့ယနီးကျေးရွာမြို့နယ်ရက်ကွက်တွင်အိမ်ဒီနာချင်းမှာလည်းရှိကောင်းရှိပါလိမ့်မယ်။ဘာလဲဆိုတော့သူကအရင်တော့ဒီလိုမဟုတ်ဘူးဘလို့ဆိုရင်ဘလို့အခုကျတော့သူရုတ်တရက်ကြီးပြောင်းလဲသွားတာမြင်မှုပါနော်ကြားဘူးပါလိမ့်မယ်။နော်ဒီလိုကအရန်ဆိုးတာအရင်တော့အရန်ဆိုးတယ်ရန်တောင်းချမ်းတယ်လမ်းဘေးစားတော်တော်လေးကိုမမိုက်ကန်ကန်နဲ့ဆိုးသွားနေတဲ့သူကအခုကျတော့ဘလို့ဖြစ်သွားလဲပြောင်းလဲမြန်လာပြီလားဆိုပြီးတော့ရုတ်တရက်ပြောင်းလဲသွားတဲ့သူတွေကိုအလင်းညပတ်ဝန်းကျင်မှာမြင်ကောင်းမြင်မှုပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ဗီဇကိုပြင်ပေးလို့မရတဲ့သူဗီဇကိုပြောင်းလဲပေးလို့ရတဲ့အရာတွေအများကြီးရှိပါတယ်เนาะအဲ့လူတယောက်ကဗီဇပြောင်းလဲသွားတဲ့အခါကျရင်အဲ့ဗီဇကပြောင်းလဲနဲ့ဘာဖြစ်လာလဲဆိုတော့သူနောင်တရလာမယ်เนาะသူတစ်ချိန်တော့လုံးခဲ့တဲ့ຢာတွေအားလုံးပြင်ပြီးတော့နောင်တရမယ်မိမရှုပ်တယ်ဆိုရင်မိမရှုပ်တဲ့ຢာတွေသူနောင်တရပြီးတော့မိသားစုကိုပြန်ပြီးချစ်တက်လာမယ်အဲ့ခါကျမှသူ့ရဲ့ဗီဇကိုသူကိုယ်တိုင်ပြုပြင်လာနိုင်မယ်เนาะလူတယောက်ရဲ့ဗီဇကိုမိမိကိုယ်တိုင်သွားပြီးတော့ပြုပြင်ပေးလို့လုံးဝမရပါဘူးသူကိုယ်တိုင်ပြုပြင်မှပဲရမယ်အဲသူကိုယ်တိုင်ပြုပြင်မှုအတွက်ကိုအတွေးဝင်မှုအတွက်ကိုသူ့ရဲ့ဗီဇကိုပြောင်းလဲပေးဖို့ကဒီအစီရင်တွေအများကြီးလုပ်ရတဲ့အရာတွေအများကြီးရှိပါတယ်ဥပမာပြောမယ်ဆိုရင် तू ကဘာနေသားလဲဘာနေသားလဲဆိုရင်သူ့ရဲ့ဓာတ်ပုံကို
ဓာတ်ပုံတော့လိုတာပေါ့နော်သူ့ရဲ့ဓာတ်ပုံကိုဘာလို့ပါနော်ဘလိုမျိုးစာရေးပါစာရေးရင်သူ့ရဲ့ဘုံမိကြတဲ့အရက်မှာဘုံမိကြတဲ့အရက်တောက်တစ်ခုမှာသွားပြီးတော့မြေကိုလက်တပေတော့ပေါ့နော်လက်တစ်ထောင်တော့ပေါ့လက်တစ်ထောင်တော့ကျွန်းတူပါတူပြီးသွားရင်ဗာပစ္စည်းလေးကိုဘလိုထည့်ပြီးတော့သူ့ရဲ့ဓာတ်ပုံကိုဘလိုလေးလှုပ်ပြီးသွားရင်မြေမြုပ်လိုက်ရင်အဲ့လူကဒီပြင်းနဲ့သူ့ရဲ့ဗီဇပြောင်းလဲလာမယ်ဒါမျိုးပေါ့နော်ဒါမှမဟုတ်လေဟိုခိုင်းဟိုအကူကြီးတောင်းလို့ရတဲ့မယ်တော်ရှိတာပေါ့နော်အကူကြီးတောင်းလို့ရတဲ့မယ်တော်နဲ့ရေကူသိုးပိုးကြီးရှိပါတယ်အမျိုးသားနတ်ဆိုရင်တော့ရေကူသိုးရှိရယ်နော်အမျိုးသမီးနတ်ဆိုရင်တော့ကျွန်တော်တို့လောကပါလာမယ်တော်ခေါ်ရက်ခမယ်တော်ပေါ့နော်ဘလူးမယ်တော်ပေါ့နော်သာသနာပြုတဲ့ဘလူးမယ်တော်ပေါ့ဒီဘလူးမယ်တော်ကိုသွားပြီးတော့မိမိရဲ့အမျိုးသားကဒီလိုမျိုးဗီဇပြောင်းလဲခြင်းပါတယ်ဆိုရင်ဗီဇပြင်တာမဟုတ်ဘူးနော်သူ့ဗီဇကိုပြောင်းလဲခြင်းပါတယ်ဆိုရင်ဒီရက်ခလောကပါလာမယ်တော်ခေါ်ရက်ခမယ်တော်ကိုသွားပြီးတော့ဒီမေရက်ခပေါ့နော်မေရက်ခဘလူးမယ်တော်ကြီးကိုသွားပြီးတော့ကိုညီတောင်းမယ်ဆိုရင်သူ့ရဲ့ဓာတ်ပုံတွေကိုဘယ်လိုလုပ်ပါဘောနော်ဒါမျိုးတွေတွားပြီးတော့ကိုညီတောင်းမယ်ဆိုရင်သူကတစ်လနှစ်လတွင်းမှာလည်းသူ့ရဲ့ဗီဇကပြောင်းလဲမှာနော်သူ့ရဲ့ဗီဇပြောင်းလဲသွားလိမ့်မယ်မိမိရဲ့မျိုးသမီးကဒီလိုပဲပြောတဲ့အချိန်မှာပါနေတယ်သူ့မိမိရဲ့မျိုးသမီးရဲ့ဗီဇကိုပြုပြင်တာမဟုတ်ဘူးနော်ပြောင်းလဲတာနော်မိမိရဲ့မျိုးသမီးရဲ့ဗီဇကိုပြောင်းလဲပေးခြင်းတယ်ဆိုရင်ဒါရုပ်ကစိုးရှိတဲ့ညောင်မင်ပေါ့နော်ရုပ်ကစိုးရှိတဲ့တစ်ပင်ခြေရင်းမှာမြေချင်းတူးပြီးတော့ဘာလို့ပါဆိုပြီးတော့ကျွန်တော်ကပြောပြပြီးတော့အစီရင်လုပ်ပြီးလို့ရတယ်ဒါဆိုရင်သူ့ရဲ့ဗီဇကတစ်လနှစ်လကျော်မှလုံးဝပြောင်းလဲသွားလိမ့်မယ်နော်သူ့ရဲ့ဗီဇပြောင်းလဲပြီးပြီဆိုတာ ਨੇ သူ့ရဲ့ဗီဇကိုသူကပြောင်းလဲတာနေပြီးတော့ပြုပြင်တော့ပါပြုပြင်မဲ့စိတ်တွေသူကဝင်လာလိမ့်မယ်နော်ဒါနောင်တာတရားတစ်ခုထည့်ပေးလိုက်တာပေါ့နော်ဒါကြောင့်မို့လို့တချို့တွေကကြတော့ဟိုစာတွေ TikTok မှာတက်တာရှိပါတယ်နော် line ပေါ်မှာတက်တာရှိပါတယ်နော်ဗီဇဗါလဲမေတ္တာနဲ့ပြုပြင်ပေးလို့မရဘူးဆိုလားဘာလားမသိဘူးနော်အဲ့ဗီဇမကောင်းတဲ့သူအဲ့မေတ္တာနဲ့တော့မပြုပြင်နဲ့လုံးဝမရပါဘူးအဲ့မေတ္တာကအစော်ကားခံရလိမ့်မယ်နော်အဲ့မေတ္တာသွားပြီးတော့ထားလိုက်အဲ့မေတ္တာကြီးလာသွားပြီးတော့ဒုက္ခရောက်သွားလိမ့်မယ်မေတ္တာပေးတဲ့သူပဲဒုက္ခရောက်သွားမယ်ဒါမျိုးပြောချင်တာနော်အဲ့တော့ဗီဇကိုပြင်ဖို့အတွက်ကိုဗီဇကိုပြောင်းလဲဖို့ကနံပါတ်1အရေးကြီးပါတယ်အားလုံးပဲအဆင်ပြေကြပါစေ